ဒါလေးကတော့အရန်မလာတဲ့ပကြီးကားလေးလိုလာတဲ့နေရာလေးကိုကျွန်တော်တောက်လိုက်ခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့မေဆိုင်ဖက်ပေါ့နော်မေဆိုင်ဖက်လို့တက်ရှိမှာသူကစန်ဒီတနင်္ဂနွေနေ့တိုင်းရှိရစီပေါ့နော်မှဆိုစားတောက်တွေအဝေးစားတွေပြီးတော့ရုပ်တွေရောလေဒီလားအရန်ပေါ်တယ်အရန်လည်းဇီးတက်ပါတယ်အဲ့ဒီဇီးမှာမုတ်တွေပါဝင်ဝင်ခဲ့ပါတယ်ဇီးရလည်းအရန်ကြီးပဲဗျအဲ့ဒီမှာဆိုအင်ဂျီကိုစားပြီးတော့ fancy ပစ္စည်းတွေလာကပစ္စည်းအဲ့လိုမျိုးချစ်စရာတီမမလေးအစားအဲ့လိုမျိုးအစားတွေအများကြီးရောက်ပါတယ်ဒါကတော့ပြောင်းဖူးနဲ့ cheese နဲ့ပေါ့နော်ကျွန်တော်ရမ်းကြိုက်လို့ခဏခဏဝယ်စားပြတဲ့အားလေးပေါ့နော်အဲ့ဒါလေးတောင်းပြီးတော့အဲ့ဒါလေးလည်းဝယ်စားခဲ့ပါတယ်ပေါ့နော်ဒီတစ်ခုကတော့ပစုံအရှင်တီးတီးလေးတွေချင်းခုံစားလိုက်တယ်အဲစားပေါ့နော်အဲ့ဒီပစုံခုံလေးဖြစ်ပါတယ်ပြီးတော့ဒါကတော့ fancy ပစ္စည်းရောင်းတဲ့နေရာပေါ့နော် main ကလေးဥစားတွေဥစားတော့ယောက်ျားလေးပစ္စည်းပေါ့နော်ဒီဥစားအရန်မိုက်တယ်မြန်မာပြည်မှာလိုမျိုးစီးကျွတ်တဲ့လိုမျိုးဟာမဟုတ်စတီးတာနဲ့ကျွန်တော်ဒါလေးဝယ်ခဲ့ပါတယ်အဲ့ပြီးတော့ကျွန်တော်မူးကလည်းရွာနေတော့လေအဲ့လိုမျိုးမြင်ပဲတွားခဲ့ပါတယ်ကျွန်တော်တွားတယ်လေနေ့လေကြော်မဆိုတော့လေနည်းနည်းလေးညနေဆောင်တာနဲ့ကျွန်တော်တင်မဲ့ဟိုတယ်ကိုရင်သွားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့စာကဘယ် house မှာတဲမယ်ဆိုတော့သူတို့က reception ပိတ်သွားလို့မတဲလိုက်ရပါဘူးအဲ့ဒါနဲ့ပဲဖန်ဆန်း view ပါမီဟေးဆိုရဒီအိမ်လေးပေါ့နော်မှတဲခဲ့ပါတယ်ပေါ့နော်ဒီအိမ်လေးအရန်ချစ်စရာကောင်းတယ်ဒီကအရန်လည်းလာပါတယ်ဒီမှာတော့သူကတော့ပုံမှန်ဆိုတော့9ယောက်စာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကလူ10ယောက်ဖြစ်တဲ့အတွက်သူက9ယောက်စာ package ဆိုရင်သူက4000ကျော်ပဲကြာမှာပေါ့ဒါပေမဲ့ကျွန်တော်10ယောက်ဖြစ်သွားလို့6000ကျော်ပေးခဲ့ရပါတယ်6690ပေါ့နော်တရက်စာပေါ့ဒါကတော့ကျွန်တော်တို့ညစာစားဖို့တော့ပေါ့နော်ဟိုဈေးကနေဝယ်လာတဲ့ဥစ္စာကိုပြင်စားဖို့လုပ်နေရပါတော့အဲ့ပြီးတကယ်ရှင်းနေပြီးရတူထိုင်တောက်ရတဲ့ပုံလေးပါလေးရိုက်ပြီးစကားလေးပါလေးပြောပြီးတော့တနေ့ကုန်လဲပြင်မနေရ sorry ရနေပဲအိတ်ကြတယ်ပေါ့နော်